ရန်ကုန်ကိုဘယ်လိုမြင်လဲပေါ့ဒီဗီဒီယိုကတော့ရန်ကုန်ကိုနားလည်ဖို့ကြိုးစားကြည့်မိတာပါရန်ကုန်အကြောင်းကိုစပွင့်ရရင်မြန်မာနိုင်ငံထဲမှာဆိုလူဦးရေအယောင်သစ်ဆိုတဲ့မြို့တစ်မြို့ဖြစ်တယ်မတူညီကွဲပြားမှုတွေတူနေထိုင်ကြတယ်လို့လည်းဆိုလို့ရပါတယ်ရန်ကုန်မှာလူတွေကဘယ်လိုဖြတ်တန်းကြလဲနေ့စဉ်နဲ့မြကျွန်တော် YBS ပေါ်ဝန်ထမ်းတွေဈေးရောင်းဈေးဝယ်တွေတက်စီပြေးဆွဲနေကြသူတွေနဲ့တနေ့တာနေ့စဉ်နဲ့မြလှုပ်ရှားနေပါလမ်းမတွေပေါ်မှာအများအဖြစ်တွေ့ရနိုင်အထူးသဖြင့်နေဘက်ကလာတဲ့လူတွေပညာလားရှာကြတဲ့လူငယ်လေးတွေကတော့လဲတန်းမြင်နေကုန်တစ်ဝိုက်မှာမြင်တွေ့ရနိုင်တာပါစောက်ကြနေဆိုရင်တော့ PGIF ဆိုတာရန်ကုန်အနှံ့ဘားတွေဘီယာဆိုင်တွေမှာတော့ပြည့်လိရှိနေတယ်အာကေတွေကျင်လည်လာတဲ့နေရာကတော့ကွက်ပြောက်လာပါတယ်အရင်တုန်းကထက်စိုက်ကားတွေတွေ့ရပါဒါပေမဲ့အခုတော့ဘီရွယ်ခေါ်စိုက်တွေပုံမမြင်လာရပါရက်ွက်တွေထဲမှာဆိုလို့ရပေါ့ထူးခြားမှုတစ်ခုကတော့အဖေအမေလို့ခေါ်တာထက်ဖေကြီးမေကြီးလို့ခေါ်တာရန်ကုန်ရဲ့ထူးခြားမှုတစ်ခုပါအလုတ်သားမိလူငယ်လေးတွေကိုဖေကြီးမေကြီးတွေကဂရုတစိုက်ဘတ်စကားဂိတ်ကိုလိုက်ပြီးတဲ့မြင်ကွင်းတွေကိုလည်းကျွန်တော်ခဏခဏတွေ့မိပါတယ်မြေကြီးတစ်လွာနှစ်လွာပေါ်မူတည်ပြီးတော့တိုက်ခန်းငါးစီးလုံးတွေကခွာချသလို6လငားရင်ဝေးစပေါ်တစ်လစာပွဲသားကိုပြီးချင်ရတယ်ကြာကြာချင်းနည်းနည်းတော့မစိတ်မိတော့အစားတောက်ဆိုင်တွေကလည်းနှစ်မျိုးပဲရှိပါတယ်နေဘက်မှာလို့ဗမာဟင်းသမင်းရောင်းတဲ့ဆိုင်တွေထွက်အမယ်တွေနဲ့ရောင်းကြတဲ့ဆိုင်တွေကိုပဲအများအဖြစ်ရှိပါဥပမာသမင်းကျော်ပရှုသမင်းကျော်မာလာရှာခေါ်လက်ပတ်သမင်းတို့စသဖြင့်တော့ဆိုင်ကြီးကနာကြီးတွေမှာဆိုရင်တော့ပင်လယ်စာဖူဖေးဟော့ဖော်တွေမက္ဆီကိုတိုးသားတွေအစုပ်ပေါ့ဗျာရာသီဥတုကတော့6လလောက်မိုးအဆက်မပြတ်ရွာတာပါမေလကနေဆိုရင်နိုဝင်ဘာလလေးရွာလို့ရှိပါတယ်ရန်ကုန်နားလည်ပြီးတဲ့လောက်ကတော့ဒီလောက်လေးနဲ့ပဲကျွန်တော်ရဲ့ YouTube channel ကိုစဖွင့်ခြင်းပါအားလုံးကျေးဇူးတင်ပါတယ်